Genting Highlands လို့ပြောလိုက်တာနဲ့တိမ်တွေဖုံးနေတဲ့တောင်ပေါ်မျိုးလေကြော်စရာတင်းပတ်ကြီးတွေနဲ့စီကားလာတဲ့ကာစီနိုလောင်းစားရုံတွေကိုပြင်းမြင်ကြမှာပါဒါပေမဲ့အဲ့ဒီတောက်ပတဲ့မီးအောင်တွေရဲ့နောက်ကမှာကြက်သိန်းထားစရာကောင်းတဲ့အမှောင်ချမ်းတစ်ခုရှိနေတယ်ဆိုတာတင်သိပါသလားGenting ဘော်ဂါကာစီနိုတွေမှာငွေတွေအမြောင်များရှုံးသွားပြီးကိုအဆုံးစီရင်သွားကြတဲ့သူတွေအများကြီးရှိခဲ့ပါတယ်သူတို့ရဲ့မကြော့လွတ်သေးတဲ့ဝိညာဉ်တွေဟာဒီတောင်ပေါ်ကဟိုတယ်ခန်းတွေဈဉ္ဉံလန်းတွေမှာအခုထိလွင့်မျောနေသေးပဲလို့နာမည်ကြီးပါတယ်ဒီကနေ့ဗီဒီယိုမှာတော့ဒေတာခန်တွေရောနိုင်ငံသားဧည့်သည်တွေပါလက်ခံထားကြတဲ့ Genting Highlands ကနာမည်ကြီးဆုံးတရေ6တက်နေရာတွေအကြောင်းကိုပြောပြပေးသွားမှာပါ Presented by Consunshar ပထမဆုံးပြောပြချင်တာကတော့ Genting မှာတရေ6ဆိုလုံးနာမည်ကြီးတဲ့ Emma Court အကြောင်းပါအခုချိန်မှာတော့ပြန်လည်ပြုပြင်နေပြီဖြစ်ပေမဲ့အရင်တုန်းကတော့အပြင်ဘက်နိုင်ရန်တွေမှာရေကြီးတွေတက်နေပြီးအနီရောင်သွေးတွေစွန့်ထိန်နေတဲ့ပုံစံနဲ့အရန်ကိုခြောက်ချားစရာကောင်းပါတယ်ဒီအဆောက်အဦမှာတဲကိုခဲ့တဲ့သူတွေရဲ့အပြောအရညတကောင်ရန်အချိန်တွေမှာအခန်းတကားကိုလာခောက်တာတွေအပြင်မဲ့ဈဉ္ကြံလမ်းမှာလူတွေပြေးလွှားနေတဲ့ခြေတံတွေနဲ့မြို့သမီးတယောက်ငိုနေတဲ့အတန်တွေကိုကြားရတတ်တယ်လို့ဆိုပါတယ်အဆိုးဆုံးကတော့ကားပါကင်နေရပါကားရက်ဖို့သွားတဲ့ချိန်ခေါင်းမပါတဲ့လူရိမ်မဲကြီးရက်နေတာကိုတွေးခဲ့ရတယ်ဆိုတဲ့ဇလန်းတွေလည်းရှိပါတယ်နောက်တစ်ခုကတော့အခန်းပေါင်း9350ခန်းနဲ့ကမ္ဘာအကြီးဆုံးဟိုတယ်အဖြစ်စံချိန်တင်ထားတဲ့ First World Hotel ကြီးပါလူတွေရမ်းစီကားပေမဲ့ဒီဟိုတယ်မှာလည်းထိန်းလင်းစရာဇလန်းတွေရှိပါတယ်အထူးသဖြင့်21ထပ်မြောက်ထပ်ပါဒီဟိုတယ်ရဲ့ဓာတ်လီကားတချို့ဟာ21ထပ်ကိုရောက်ရင်အကြောင်းရင်းမရှိပဲရပ်သွားတတ်ပါတယ်ပြီးတော့တကားပွင့်သွားတဲ့အခါဘူးမရှိမနေပဲလေအေးတွေတိုက်ခိုက်လာတာမျိုးကြုံရတတ်ပါတယ်ကာစီနိုမှာရှုံးပြီးကိုတေချောင်းကြံသွားတဲ့သူအများစုရှိတာလည်းဒီ First World Hotel ကြီးမှာပါနောက်ထပ်ထူးဆန်းတာတစ်ခုကတချို့အထက်တွေမှာတရုတ်နတာတိုင်းနန်းတွေအမြဲရနေတတ်ပါတယ်ဒါဟာမကျော်လော့တဲ့ဝိညာဉ်တွေကိုဟိုတယ်ကတိတ်တဆိတ်နတာတိုင်းထောင်းထားတာလို့ဒေတာခန်တွေကယုံကြည်ကြပါတယ်ကဲဒါတွေကတော့ Genting Highlands မှာလူပြောအများဆုံးနဲ့အကြော်ကြားဆုံးတရေ6တဲ့ဇလန်းတွေပါဒီဇလန်းတွေဟာတကယ်ပဲလားဒါမှမဟုတ်လူတွေရဲ့ပါဇက်ရာဆိုရင်ပဲလားဆိုတာကတော့ကိုယ်တိုင်ကြုံမှုမှပဲသိနိုင်မှာပါဒီကနေ့ဗီဒီယိုလေးကိုလည်းသဘောကျရင် like and share လေးလုပ်ပေးခဲ့ပါဦး channel ကိုလည်း subscribe လုပ်ဖို့မမေ့နဲ့နော်နောက်ထပ်စိတ်လှုပ်ရှားစရာဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အဆုံးထိကြည့်ရှုအားပေးကြတဲ့ viewer တယောက်ချင်းစီတိုင်းကိုလည်းစောင့်ရမ်းကျေးဇူးတင်ပါတယ်